အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်မဒီမှာမြောက်မှန်ခြင်းနဲ့ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့နေအရန်ပူလို့ပါ။ဆိုတော့ဒီနေ့ကျွန်မဘာပြောချင်တယ်လဲဆိုတော့ဟိုတစ်ခေါက်တုန်းကကျွန်မပြောဖူးပြီးသားပါ citizen form တင်တဲ့ခါပေးရတဲ့အခါချင်းငွေပေါ့နော်။အစိုးရစီမှာကိုက form တင်ရင်အခါချင်းငွေပေးသွင်းရတဲ့ဟာဆိုတော့ citizen form ကျွန်မတို့တင်တဲ့ခါမှာN400 တင်တာရှိမယ် N600 တင်တာရှိမယ်ဆိုတော့ဘယ်သူတွေက N400 တင်ရမလဲဘယ်သူက N600 တင်ရမလဲဆိုတာတွေကိုကျွန်မပြောပြီးသားဖြစ်တဲ့အတွက်ကြောင့်ထပ်မပြောတော့ဘူးအခကြီးငွေကိုကျွန်မပြောပေးမယ်ဆိုတော့ N400 ကိုတင်မယ်ဆိုရင် paper form နဲ့တင်မှာလား online နဲ့တင်မှာလား paper form နဲ့တင်မယ်ဆိုရင်တော့ food stamp မရှိသူfinancial hardship မရှိသူဆိုရင်တော့960ပေးရပါတယ်960ပေးရပါတယ် paper form စာရွက်နဲ့တင်ရင်အဲ့ဒီ960မှာ biometric လို့ခေါ်တယ်ကျမတို့ဒီ fingerprint အတွက်$85ပါပြီးသားဖြစ်ပါတယ်ထပ်ပြီးတော့ပေးစရာမလိုဘူးပြီးရင် online ကနေ N400 ကိုတင်မယ်ဆိုရင်တော့$910ပေးရပါတယ်အဲ့ဒီ910မှာ biometric fee လက်ပွေနှိပ်ခ$85ပါပြီးသားဖြစ်ပါတယ်ဒါ N400 နောက်တစ်ခု N600 မှာကြတော့သူကပို့ပြီးတော့သူဒီဈေးပိုများတယ်ကလေးတယောက်ကိုfood stamp ရှိရင်တော့တစ်မျိုးပေါ့နော်ဒါကိုပေးမယ်လို့အတွက်ကျွန်မပြောပြတယ်ကလေးတယောက်ကို form တစ်ခုကို$1385ပေးရပါတယ် paper စာရွက်နဲ့တင်ရင် online နဲ့တင်မယ်ဆိုရင်တော့ online နဲ့ application ကိုဖြည့်မယ်ဆိုရင်တော့$1335ပေးရပါတယ်ဒါကြောင့် N600 ဆိုရင်ဈေးပိုများတယ် N400 ဆိုရင်တော့ဈေးပိုနည်းပါတယ်ဒါကကိုကရှောက်လွှာနဲ့တကွတပါတယ်ထည့်သွားမယ့်ဟာဖြစ်ပါတယ်ဒါကတချို့တွေပေါ့နော် confuse ဖြစ်တာတွေရှိတတ်တယ်ဒါကြောင့်ကျွန်မနောက်ထပ်တစ်ကြိမ်ပြန်ပြီးတော့ပြောပြပေးတာဖြစ်ပါတယ်လို့เนาะ Okay အားလုံးပဲအဆင်ပြေကြပါစေ bye bye